မလည်းဒီနေ့အဆောင်မှာလူဆောင်တော့မချစ်သူတရက်ဒီနေ့အနှစ်ရင်နဲ့တို့စားဖြစ်ပါတယ်ရှင်အနှစ်ရကမမလေးကိုယ်တိုင်လောက်တော့ဗောနော်မမလေးတို့ဒီကနေမချစ်သူတရက်ဒီအနှစ်ရင်နဲ့ရှယ်တို့သားဟိုဘက်တိုက်ခံရတယ်ယောက်ျားလေးကဂီတာတီးရတဲ့ချင်းဆိုနေတချင်းလေးနားထားပြီးမချစ်သူတရက်ဒီစားရင်နဲ့ရှယ်ပဲဟိုဘက်တိုက်ခံဂီတာတီးရတဲ့ချင်းဆိုတဲ့ကြတော့တယ်မမလေးတို့မော်လမြိုင်မှာတက်ကလို့တက်တော့အဆောင်နေတော့မမလေးတော့အဆောင်စိတ်မှာဆိုတော့တဲ့ယောက်ျားလေးတဲ့ဂီတာတီးရတဲ့ချင်းသားဆိုတော့တတိယပါတက်ကလို့ရပုတ်ရိတ်တော့ပြန်ပြီးတတိယပါတော့ဗောနော်မမလေးအနှစ်လောက်တော့ပြောပြပါမယ်ရှင်မမလေးဒီခညကတကြံတော့မော်လို့ရပေါ့တော့ခညတွေပို့တာဗောနော်အဲ့ခညတွေကိုမမလေးပျော်အောင်ရေနဲ့ကြိုလိုက်ပါမယ်ရှင်ခညပျော်မှမမလေးတို့တခြားပစ္စည်းတွေထည့်ပါမယ်ရှင်အဲ့တော့ခညလေးတို့ပျော်အောင်ကြိုလိုက်ပါမယ်ခညလေးတွေပျော်ပြီးဆိုလို့တာညင်ငပိမမလေးဖောက်တာတော့ဗောနော်ညင်ငပိတွေထည့်ပါမယ်ရှင်ညင်ငပိတွေထည့်မယ်ပစုံကြောက်ထောင်းတာတော့ဗောနော်ပစုံကြောက်တွေထည့်ပါမယ်ရှင်ငရုတ်ဒီအကြံပတ်အများကြီးထည့်ပါတယ်ရှင်ငရုတ်ဒီအကြံပတ်ထည့်တော့ဒီအယောင်လှပြီးဆက်ဆက်တွေနဲ့ဟိုစားတော့ကောင်းတော့ဗောနော်ငရုတ်ဒီအကြံပတ်ထည့်ပြီးတော့မမလေးငပြရည်လေးပါထည့်ပါမယ်ရှင်ငပြရည်မထည့်တော့စေရင်လေပေါ့ပြီးတော့အရန်ချုပ်ပြီးတော့စားတော့မကောင်းဘူးဗောနော်အဲဒါငပြရည်လေးပါခက်မြများထည့်ရပါတယ်ရှင်အချိုမောက်လေးပါနည်းနည်းထည့်ပါမယ်ရှင်ဒါထည့်ပြီးဆိုလို့မမလေးပြစ်တွေဖြစ်ခက်မီးအေးလေးနဲ့ကြလုံးမှွေပေးရပါတယ်ရှင်မမလေးကဒီဘက်ကနေအနှစ်ရေကြိုနေတဲ့ဟိုဘက်တိုက်ခံကမမလေးကိုတချင်းလေးနဲ့ဖြော်ပြနေတာဗောနော်ဂီတာတီးဘက်တချင်းလေးဖြော်ပြပေးနေတာမမလေးကအနှစ်ကရသွားပါပြီ